အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုပြောပြမယ့်ဗီဒီယိုရဲ့အကြောင်းလေးကတော့ Xiaomi ကောက်ကိုအလွယ်တကူဖွင့်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် Xiaomi ကောက်မဖွင့်ခင်မှာ Xiaomi ကောက်ကဘယ်လိုသုံးဝင်တာလဲဆိုတာကိုကျွန်တော်အကျဉ်းမြင်းလေးပြောပြပေးပါမယ်Xiaomi ဖုန်းကိုကင်ဆောင်ထားတဲ့သူတိုင်း Xiaomi ကောက်လေးတော့ဖွင့်ထားတင်ပါတယ်ဥပမာကျွန်တော် Xiaomi ဖုန်းလေးကပျောက်သွားတာပဲဖြစ်ဖြစ်သူများခိုးသွားတာပဲဖြစ်ဖြစ်ပြီးတော့ကျွန်တော်ရဲ့ဖုန်းလေးကလည်းမီကောက်ဖွင့်ထားခဲ့တယ်ဆိုရင်အဲ့လိုခါမျိုးမှာပျောက်သွားတဲ့ဖုန်းရဲ့မီကောက်လေးကိုတခြားဖုန်းလေးတစ်လုံးနဲ့ i.ni.com website လေးမှာဝင်ပြီးကိုယ့်ရဲ့မီကောက်လေးကိုရိုက်ထည့်ပေးလိုက်ပါရိုက်ထည့်ပြီးပြီဆိုရင်တော့အဲ့ဒီ website လေးကနေရှင်ကျွန်တော်ရဲ့ပျောက်သွားတဲ့ဖုန်းကိုလောချတာတို့လုပ်လို့ရတယ်လို့ကိုယ့်ရဲ့ပျောက်သွားတဲ့ဖုန်းရဲ့ဒီနေရာကိုလည်းကြည့်ရှုလို့ရမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ဖုန်းကပြင်ပြတော့တာတည်ကြသွားရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ data တွေအရေးကြီးတဲ့အရာတွေတစ်ပတ်သူကိုမမြင်စေချင်တော့ဖုန်းကို reset ချလို့ရပါသေးတယ်ဒီလောက်ဆိုရင်မီကောက်ရဲ့သုံးဝင်ပုံကိုသိလောက်မယ်လို့ထင်ပါတယ်ဒါဆိုရင်မီကောက်ဖွင့်နည်းလေးကိုကြည့်လိုက်အောင်မီကောက်ဖွင့်ဖို့အတွက် Google Chrome ကနေပြီးတော့မီကောက် create လို့ရိုက်ထည့်လိုက်ပါဒီမှာဆိုရင်ပေါ်သုံးမှာရှိနေတဲ့ Xiaomi ကောက်ဆိုတဲ့ website လေးကိုတွေ့ပါလိမ့်မယ်အဲဒီ website ထဲကိုဝင်ပေးလိုက်ပါဒီနေရာမှာ region နေရာမှာ United States ထိုင်တော့ပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်က Thailand ကိုပဲရွေးပေးလိုက်ပါတယ် Gmail နေရာမှာဆိုရင်တော့ကို့မှာရှိတဲ့ Gmail ကိုထည့်ပေးလိုက်ပါ password နေရာမှာဆိုရင်တော့ကိုထားခြင်းတဲ့ password ကိုထားပေးလိုက်ပါပေါ်မှာထည့်တဲ့အတိုင်းအောက်မှာတစ်ခါနောက်တစ်ခါမှန်ကောင်ပြန်ပြီးတော့ထည့်ပေးလိုက်ပါထည့်ပြီးဆိုရင်တော့အမှတ်ကြည့်ပေးလိုက်ပါနေနဲ့နောက်တစ်ဆင့်ကိုထပ်သွားလိုက်ပါဒီနေရာမှာဆိုရင် verify လုပ်ဖို့အတွက်သူပြောတဲ့အတိုင်းအပုံလေးတွေကိုမှတ်ချပေးလိုက်ပါသူပြောတဲ့အတိုင်းပုံလေးတွေကိုမှတ်ချပြီးသွားပြီဆိုရင်တော့ verify ကိုနေပေးလိုက်ပါဒီမှာဆိုရင်အကောင့်ကို save မလားမေး save ပေးလိုက်ပါဒီနေရာမှာဆိုရင်ကျွန်တော်တို့မှာထည့်ထားတဲ့ Gmail ထဲကိုကုန်းနံပါတ်6လုံးပို့ပေးပါလိမ့်မယ်အဲ့ဒီကုန်းနံပါတ်6လုံးကိုဒီမှာထည့်ပြရမှာဖြစ်ပါတယ်ကုန်းနံပါတ်6လုံးထည့်ပြီးဆိုရင်တော့ submit ကိုနှိပ်ပေးလိုက်ပါဒီနေရာမှာနည်းနည်းလေးကြာနေတတ်ပါတယ်ခဏစောင့်ပေးလိုက်ပါဒီမှာဆိုရင်ကျွန်တော်ဖွင့်လိုက်တဲ့မီကောက်လေးကပွင့်သွားပါပြီပွင့်သွားတယ်ဆိုရင်ပဲကျွန်တော်ရဲ့မီကောက်လေးမှာဖုန်းနံပါတ်ထည့်ဖို့အတွက်အပေါ်မှာရှိတဲ့ recovery phone ဆိုတာလေးကိုတွေ့ပါလိမ့်မယ်အဲ့ဒီ recovery phone လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဖုန်းနံပါတ်ထည့်ဖို့အတွက်ကုန်းနံပါတ်6လုံးကိုကိုထည့်ထားတဲ့ Gmail ထဲကိုကုန်းနံပါတ်6လုံးပြန်ပြီးတော့ပို့ပေးပါလိမ့်မယ်အဲ့ဒီကုန်းနံပါတ်6လုံးကိုဒီမှာထည့်ပေးလိုက်ပါကုန်းနံပါတ်ထည့်ပြီးဆိုရင်တော့ submit ကိုနှိပ်ပေးလိုက်ပါဒီနေရာမှာဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်ထည့်မဲ့အဆင့်ကိုရောက်ပါပြီဒီနေရာမှာနိုင်ငံကိုကိုနေရဲ့နိုင်ငံကိုရွေးပေးဖို့လိုအပ်ပါတယ်မြန်မာဆိုမြန်မာထိုင်းလန်ဆိုထိုင်းလန်ရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်ကထိုင်းမှာဖြစ်တဲ့ကြောင့်ထိုင်းလန်ကိုရွေးပေးလိုက်ပါတယ်ဖုန်းနံပါတ်ထည့်မဲ့နေရာမှာအရှိက3ကြားကိုထည့်ကြမလို့ပါဘူးဘာဖြစ်လို့လဲဆိုတော့အရှိမှာအပေါင်း6ထည့်ထားတဲ့အတွက်ကြောင့်ဖုန်းနံပါတ်ရဲ့အရှိ3ကြားတစ်လုံးကိုထည့်ကြမလို့တော့ပါဘူးဖုန်းနံပါတ်ထည့်ပြီးဆိုရင်တော့နေနဲ့နောက်တစ်ဆင့်ကိုထပ်သွားလိုက်ပါဒီမှာချစ်ပေးလိုက်ပါသူပြောတဲ့အတိုင်း verify လုပ်ဖို့အတွက်အပုံလေးတွေကိုမှတ်ချက်ပေးလိုက်ပါဒီနေရာမှာဆိုရင်တော့ကျွန်တော်ထည့်လိုက်တဲ့ဖုန်းနံပါတ်မှာနောက်တစ်ခါကိုယ့်ရဲ့ဖုန်းနံပါတ်တဲကိုကောက်6လုံးပြန်ပြီးတော့ပို့ပေးပါလိမ့်မယ်အဲ့ဒီကုန်းနံပါတ်6လုံးကိုဒီမှာထည့်ပေးလိုက်ပါကုန်းနံပါတ်ထည့်ပြီးဆိုရင်တော့ submit ကိုနှိပ်ပေးလိုက်ပါ
ကဲဒါဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်လည်းထည့်ပွားပြီဆိုရင်မိကောက်လည်းကျွန်တော်တို့အဆင်ပြေပြေဖွင့်သွားပါပြီကျွန်တော်ရဲ့မိကောက်လေးမှာကျွန်တော်ရဲ့ဖုန်းကိုဘူးလော်တာအလော့တောင်းမလားဂရိုပဲချိန်မလားကျွန်တော်အကုန်လုံးလုပ်လို့ရပါပြီကဲကျွန်တော်ဆိုရင်တော့မိတ်ဆွေတို့အတွက်အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ